ထူးဆန်းတာတစ်ခုပြမယ်ဒီနေ့လေးရလေဆိုပြီးချိုးခိုင်းရဲ့အပေါ်မှာသူကတိုက်ဆောက်ထားတာသူ့အမေကသူတို့ကဒီမှာနေနေခဏခဏသူတို့ကအပြန်တင်လို့လားမသိဘူးခဏခဏအောက်ပြုတ်ကြရဲအောက်ပြုတ်ကြရဲ့အခါဆိုလို့ရှိရင်သူတို့ကိုကဖမ်းမိတဲ့အခါကျတော့ရေလေးတွေဆိုတော့သူ့အမြဲရေတိုင်းနေကြသူကဇူးနဲ့ခင်တော့ခင်ပြီးတော့အခုဇူးပေါ်မှာလည်းနေရချိန်တော့ဒီပေါ်မှာလည်းခုတက်နေခေါင်းဝေရောက်ကုန်တော့သူလက်ပေါ်မှာလည်းနေတယ်သူကလက်ပေါ်မှာလည်းအကြာကြီးနေတယ်တရက်ဒီလဲစားတယ်ရေလဲတောက်တယ်တရားအချိန်တိုင်းသူ့ကိုလိုက်ပြီးဖမ်းစီနေတာအားလေ那个总得看。